ဆောင်ဖြစ်ပါတယ်ဒီနေ့မှာတော့တမီးအားကလေးများလေးဖြစ်ပေါ်လာပုံအချင်းချုပ်ကိုပြပြပေးချင်ပါတယ်ကလေးများလေးဟာအပီပီဆိုင်ရာတတ်မှတ်ထားတဲ့ရက်နဲ့အသေးတော်ရေးကျင်းပပုံမတူညီကြောင်းတွေ့ရပါတယ်6လတရက်နေ့ဟာအပီပီဆိုင်ရာကလေးများလေးဖြစ်ပါတယ်ကမ္ဘာနိုင်ငံပေါင်း40လောက်ကနှစ်စဉ်ကျင်းပတဲ့နေ့လည်းဖြစ်တယ်1942ခုနှစ်6လပိုင်း10ရက်နေ့ဟာဒုတိယကမ္ဘာစစ်မှာဂျာမနီနာဇီစစ်သားတွေဟာရွာတရာမှာရှိတဲ့ကလေး193ဦးတပ်ဖြတ်ခဲ့တာဖြစ်တယ်။ဒါကိုအောင်မေးဖို့အလားတူကမ္ဘာတဝန်းကစစ်ပေးကြောင်းတည်ခဲ့ရတဲ့ကလေးအလုံးကိုအောင်မေးဖို့ဒီကနေ့ကိုပြုလုပ်ကြတာဖြစ်တယ်။ကလေးတွေရဲ့လုံခြုံမှုကိုရည်ရွယ်ပြီး1949ခုနှစ်17လပိုင်းအပီပီဆိုင်ရာအစည်းအဝေးမှာသတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။17လ20ရက်နေ့မှာတော့ကမ္ဘာကလေးများနေ့ဆိုပြီးသတ်မှတ်ပြန်လဲဒါကိုကုလသမဂ္ဂပညာရေးဘုတ်ကနေသတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။6လဒုတိယပတ်တနင်္ဂနွေနေ့မှာတော့ခရစ်ယာန်အသင်းတော်အများစုကလေးများနေ့ပြုလုပ်ကြပါတယ်။ဒီအသင်းတော်အနေဖြင့်3လတစ်ကြိမ်ပြုလုပ်ခြင်းဟာကလေးများရဲ့ဝိညာဉ်ရေးရာနဲ့ရေးပါဝင်မှုဖြစ်ပြီးလူကြီးမိဘများနဲ့အတူတကွကိုယ်ကွယ်ဝတ်ပြုနိုင်ဖို့ဖြစ်ပါတယ်။ပြောခဲ့တဲ့အကြောင်းအရာအလုံးကိုကြည့်တဲ့အခါကဘာပေါ်ရှိကလေးအလုံးဟာတင်းတော်တော်၎င်းကဘာတော်တော်၎င်းမိသားစုတော်တော်၎င်းအရေးကြီးကြောင်းတွေ့ရပါတယ်။ဒါကြောင့်ကလေးများရဲ့ဝိညာဉ်ရေးရာခန္ဓာရေးရာနဲ့စိတ်ပိုင်းဆိုင်ရာတိုးတက်မြင့်မားလာဖို့အသင်းတော်ရှိမိသားစုနဲ့ယုံကြည်သူဆရာဆရာမများအားလုံးကိုတတိယဆုတောင်းပေးဖို့မေတ္တာရပ်ခံရင်းနဲ့ကုန်းချရပါရှင်။အားလုံးကိုဆရာရှင်ကောင်းကြီးပေးပါစေ။